အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကိုဆဲလို့ခေါ်ပါတယ်ကျွန်တော်တချင်းအစ်စ်လေးတစ်ပုတ်ထွက်ဖို့ရှိပါတယ်ဒီတချင်းလေးရဆိုလို့ရှိရင်ကျွန်တော်ရဲ့ဆရာ ACDC ကန်ပီကိုရိုင်းရေးဆက်ပေးထားပြီးတော့ Civil Go Music Band ကတီးခတ်ပေးထားခြင်းဖြစ်ပါတယ်ဆရာစောပီပီကိုရိုင်း arrangement လုပ်ပေးထားတဲ့တချင်းလေးတစ်ပုတ်လည်းဖြစ်ပါတယ်ဆိုတော့ဒီတချင်းလေးရဲ့ခေါင်းစဉ်ကိုຫນွေလေကောင်ရွာတဲ့မိုးလို့ပေးထားပါတယ်ဆိုတော့ဒီတချင်းလေးထွက်လာတဲ့အခါကျရင်လည်းစာသားလေးတွေကိုတေချာနားထောင်ပေးကြပြီးတော့အားပေးဝန်းရံမှုအတွက်ဖိတ်ခေါ်ချင်ပါတယ်တကယ်ပဲဒီသချင်းလေးထွက်လာတဲ့အခါမှာຫນွေလေကောင်ရွာတဲ့မိုးကဘယ်လိုမျိုးဖြစ်လာလဲဘယ်လိုကြောင့်ຫນွေလေကောင်ရွာတဲ့မိုးလို့ကျွန်တော်တို့ခေါင်းစဉ်ပေးပြလဲဆိုတဲ့အရာလေးကိုအားလုံးပဲစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်ပြောချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်